အားလုံးပဲမင်္ဂလာပါအခုလက်ရှိမှာအရန် hot ဖြစ်နေတဲ့ project ပေါ့နော် Rama 9မှာစောင့်မဲ့ live Ratchada Rama 9အကြောင်းလေးကိုကျွန်မအနေနဲ့ဒါဒီနေရာအနေထားနဲ့ရော project ကလည်းစိတ်ဝင်စားစရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ project အကြောင်းလေးကိုပြောပြခြင်းနဲ့ပြီးတော့ Rama 9ကလည်း investment အတွက်အရန် hot ဖြစ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ project အနေနဲ့ရှိတယ်အဲ့တော့ဒီ Rama 9အကြောင်းကိုပြောမယ်ဆိုရင် AP ပေါ့နော် AP developer အကြောင်းကိုပြောချင်ပါတယ်ဒီ AP developer က Rama 9မှာတော်တော်လေးကိုအောင်မြင်ခဲ့တဲ့နေရာဖြစ်ပါတယ်အထူးသဖြင့် live brand ပေါ့နော်ကျမတို့ Rama 9ရဲ့နေရာအနေထားကိုကြည့်လိုက်မယ်ဆိုရင် Rama 9ကဒီ Central Rama 9ရှိမယ်ပြီးတော့ရင် Tesco Lotus တို့ပြီးတော့ရင်ဒီဘက်မှာ Fortune Fortune လည်းရှိရပေါ့နော်တောက်လျှောက်စတိုက်သွားလိုက်မယ်ဆိုရင်အဲ့ဘက်မှာ ban နေရှိမယ်ရုံးပြင်ကနားရှိမယ်ဆိုတော့တောက်လျှောက်အဲ့အတွဲလိုက်ကြီး land တစ်ခုလုံးကအကုန် shopping center တွေ communities area တွေနောက် office building တွေနဲ့အကုန်ပြည့်နေတာပေါ့နော်အဲ့တော့ condo အနေနဲ့စောင့်မယ်ဆိုရင်ဒီ Central Rama 9ရဲ့လမ်းကျော်လိုက်တာနဲ့ဒီဘက်ထိပ်ကလေးတွေမှာပဲနေရာအနေထားက condo စောက်ဖို့အတွက်တကယ်ကို main land အနေနဲ့ရှိရပေါ့နော်ဆိုရင် Rama 9ကိုသွားကြည့်လိုက်မယ်ဆိုရင်နေရာလွတ်မရှိသလောက်ကိုရှားတယ်နေရာကောင်းနေရာအကုန်ပြည့်ကျက်သွားတယ်ပေါ့နော်ဆိုတော့လက်ရှိမှာဒါ AP ကနေစောက်ခဲ့တဲ့ live assault တို့ live assault hive တို့ဒီ project တွေကဒါအဲ့နေရာမှာပြီးခဲ့တဲ့3နှစ်လောက်တုန်းကအရန်ကိုရောင်းရတယ် foreigner quota Thai quota အကုန်ဆိုးအောက်ဖြစ်တယ်ပြီးတော့ရင်အငှားအရန်တက်တယ် resale အတွက်ကိုအခုချိန်ထိ active ဖြစ်နေရပေါ့နော်ဆိုတော့ဒါ AP ကိုယ်တိုင်လဲ live brand နေနဲ့အောင်မြင်ခဲ့တဲ့ Rama 9နေရာဖြစ်ပါတယ်အဲ့တော့ဒီ Rama 9က AP ကပဲအောင်မြင်ခဲ့ရလားဆိုရင်အဲ့လိုလည်းမဟုတ်ဘူး developer တိုင်းနှီးပါကမြေနေရာကိုရအောင်ယူပြီးတော့အပြိုင်ဆိုင်ရောင်းရတာပေါ့နော်ဒီ Rama 9မှာဆိုရင်နာမည်ကြီးနေနဲ့ဆိုရင်အာနန္ဒာကနေစောင့်တဲ့ကျမတို့ Ashton ရှိမယ်ပြီးတော့ရင်နောက်တစ်ဖက်မှာ IDEO ပေါ့နော် IDEO Mobi IDEO ဆိုပြီးတော့ဒါ brand တွေရှိတယ်အဲ့တော့နောက်တစ်ခု Nobel developer ကလည်းအပြိုင်ဆိုင်စောက်တယ် Nobel ကနေပြီးတော့စောက်ထားတဲ့ new ပေါ့နော် new R9 ဆိုလဲကြို point ကာလာတွေကအကုန်ဆိုးအောင်လက်ရှိမှာဆိုလဲအကုန်ဆိုးအောင် resale တွေပြန်ပြီးတော့ active ဖြစ်တယ်အငှားသွက်တယ်နေရာကလည်းအရန်ကောင်းတယ် Central Rama 9 B နားမှာပဲဆိုတော့ဒါ Nobel ကလည်းဒီမှာအောင်မြင်တယ်ပေါ့နော်အဲ့လိုပဲလက်ရှိကာလမှာကြို point အနေနဲ့အပြိုင်ဆိုင်ရွေးချယ်စရာအသိအများကြီးမရှိဘူး project 2ခုပဲရှိပါတယ်အဲ့လာကတော့လက်ရှိအခု AP ကနေအသစ်ဆက်ဆက် launch လုပ်တဲ့ live Ratchada Rama 9နောက်တစ်ခုကတော့ Nobel ကနေပြီးတော့ပြီးခဲ့တဲ့တစ်နှစ်လောက်ခရေက launch လုပ်လိုက်ထားတဲ့ new epic ရှိပါမယ် new epic R9 ရှိပါမယ်ဒီ Rama 9နေရာမှာမြေနေရာကအသစ်ပေါ့မြေနေရာရဖို့အရင်ရှားတာဖြစ်တဲ့အတွက် developer တွေအနေနဲ့အပြိုင်ဆိုင်ကစောက်ဖို့အတွက်မြေမရှိဘူးပေါ့နော်အဲ့ခါကျတော့သူတို့မှာအပြိုင်ဆိုင်စောက်တာလက်ရှိမှာဒီ new epic နဲ့ live ပဲရှိမယ်ပေါ့နော်အဲ့တော့ဒါရွေးချယ်စရာ project 2ခုရှိမယ်2ခုစလုံးကောင်းတယ်ဘာလို့လဲဆိုတော့ဒီ Rama 9နေရာက foreigner quota အနေနဲ့ဆိုလဲဒါ foreigner investor ပေါ့နော် investor ဆိုဒီနေရာကတရုတ် market ကအရင်များတယ် Rama 9 Ratchada ဝေးခွန်ဒီနေရာအားလုံးကဒါ Chinese market ပေါ့နော်အဲ့တော့စိတ်ဝင်စားမှုမြင့်တယ် Thai quota ကလည်းစိတ်ဝင်စားမှုမြင့်တယ်ဆိုတော့ဒီနေရာကအရင် active ဖြစ်တဲ့နေရာဖြစ်ပါတယ်အဲ့တော့အခုပြောမဲ့ live Ratchada ပေါ့နော် live Ratchada Rama 9က AP ကဒီနေရာကဒီ Rama 9နေရာကအကုန်ကြည့်လိုက်မယ်ဆိုအထက်မြင့်နေပြီပဲ project တွေကစောက်တာပေါ့နော်အဲ့နာမှာအကုန်စတိုက်မြင်နေရတဲ့အားလုံးကအထက်မြင့် project တွေနဲ့ပြည်နေပါတယ်အဲ့တော့အဲ့မှာမှဒါ live assault တို့ live assault hype တို့တော့ကလည်းအထက်မြင့် condo တွေအနေနဲ့ AP ကအောင်မြင်ခဲ့ရပေါ့နော်ဒါပေမဲ့ဒီတစ်နှစ်ဒီကာလအတွင်းမှာဒါငလျင်လှုပ်လိုက်တဲ့အရှိန်တွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများလူတွေကဒါ high rise အပြင်ကို low rise ကိုလည်းစိတ်ဝင်စားမှုရှိလာကြတယ်ဆိုတော့အခုအသစ်ထပ်ပြီးတော့ AP ကနေပြီးတော့ live Ratchada Rama 9ကိုတခြားဘယ် project တွေနဲ့မှမတူဘဲနဲ့ differentiate လုပ်ပြီးတော့ attending condo အနေနဲ့စောက်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီ attending condo ကဘာလို့ differentiate ဖြစ်လဲအဲ့နာပတ်ဝန်းကျင်မှာအပြိုင်ရွေးချယ်စရာမရှိဘူးပေါ့နော်နောက်တစ်ခုက brand အနေနဲ့လည်း live brand ဖြစ်တဲ့အတွက်ကြောင့်မလို့ brand မြင့်တယ်အခန်းကောင်းတယ် facility တွေကောင်းတယ်ကိုယ်တိုင်နေထိုင်တာအတွက်ကောကျမတို့ invest လုပ်တာရောအငှားလုပ်တာအတွက်ကော
အရန်ကောင်းပါတယ်ဆိုတော့ဒါ2 point project ရှာရခက်တဲ့ Rama 9နေရာမှာလက်ရှိမှာ new epic နဲ့ live ရှိမယ် live က low rise ဖြစ်တယ် unit လည်းတိတ်မများဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ invest လုပ်တာက long term investment အတွက်ကိုယ်တိုင်လည်းနေမယ်ဒါ Rama 9နေရာကကျမတို့ Sukhumvit ဘန်ကောက်ဈေးရုံတို့ Bumrungrad တို့ဘက်ကိုလည်းလမ်းကြောင်းတင်တယ်ပေါ့နော်အိတ်ခမ်းတစ်ခမ်းဆိုရင်တော့အငှားအတွက်အဆင်ပြေတယ်ပေါ့ပေါ့ပါပါနေလို့ကောင်းတယ်ဒါပေမဲ့အိတ်ခမ်း2ခမ်း3ခမ်းဒါတွေကရေးရှိကပ်ဂိမ်းတက်မဲ့အခမ်းမျိုးတွေဖြစ်ပါတယ် foreigner လက်ခံတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ foreigner တွေကတော်တော်များများတော့အခန်းကျယ်ပဲနေကြတယ်အဲ့အတွက်ပြန်ပြီးတော့ resale လုပ်တဲ့ဆိုရင်တော့အခန်းအကျယ်တွေကရေရှည်ထားလီတန်ဖိုးတက်လီပုံစံမျိုးရှိတယ်ဆိုတော့ဒါဒီ project live Richard Rama 9မှာအခန်းကဒါ2 point ဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းဆိုတာဈေးနှုန်းတက်တာတာကိုပဲရွေးယူရတာမဟုတ်ဘူးဘယ် position ကအားတာလဲဘယ်ဟာဆိုရင်တော့တနေ့ချင်းကိုအနေနဲ့ပြန်ပြီးတော့resale လုပ်တာပဲဖြစ်ဖြစ်ဒါတော့နာမည်လွှဲပြောင်းပေါ့နော်ပြန်ပြီးတော့ပြန်ကစားတာမျိုးပဲဖြစ်ဖြစ်ကိုကအားတာတဲ့အခန်းအနေထား position မျိုးလည်းရထားတယ်ဈေးရလည်းမိုက်တယ်ပြီးတော့ cashback တွေပါပြန်ပေးတာ promotion တွေပေးတဲ့ agent မျိုးနဲ့လည်းကြုံလို့ရှိရင်ကိုယ့်ခံဖို့တန်တယ်ပေါ့နော်စိတ်ဝင်စားရဲဆိုရင်ကျမရဲ့ Masushi properties ကနေပြီးတော့စိတ်ဝင်စားစရာ cashback တွေပြီးတော့ရင်အခန်းကောင်းတွေလည်းရွေးချယ်ပြီးတော့ consult လုပ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်သွယ်ဝယ်ယူလို့ရပါတယ်ရှင်